Telegram account တွေဝယ်ပြီးတော့လို့ရှိရင်ကိုယ့်ဖုန်းထဲမှာဘယ်လိုလုံခြုံအောင်တင်ထားရမလဲဆိုတာပြပြပေးရမယ်။အရင်ဆုံးကျွန်တော်တို့ရဲ့ profile ထဲမှာsetting ရှိပါတယ် setting နဲ့ဝင်လိုက်ပါ setting နဲ့ဝင်လို့ရှိရင်ဒီလိုမျိုး privacy and setting ပေါ်လာမှာဖြစ်ပါတယ်။အခါမှာတွေ့ရမှာ two step ခံရမယ် Gmail ချိန်ရမယ်။အဲ့ဒါတွေကအဓိကရေးကြည့်ပါတယ်။ဒါတွေကတော့ကျွန်တော်ရှိမှာ account လာဝယ်တဲ့သူတွေအများဆုံးမေးခွန်းတွေပါ။ account ဝယ်ပြီးလို့ရှိရင်ဘယ်လိုလုံခြုံအောင်တင်ထားရမလဲ။ စိတ်ဖြစ်ရလားဖုန်းစင်ကကို့မှာမရှိတော့ဘယ်လိုပြန်ဝင်မလဲဆိုတဲ့ဟာတွေအတွက်ပါဖုန်းစင်ကမရှိလဲပြန်ဝင်လို့ရပါတယ်ဒီမှာ Gmail ချိန်ထားလို့ရှိရင်ကို Gmail တွေကိုကကြာမှာဖြစ်ပါတယ်အခါကျရင်ကိုကအေးဆေးလေးပြန်ဝင်လိုက်ရုံပါပဲပြီးတော့ Telegram account ဖွင့်မရတဲ့သူတွေနဲ့ Telegram ဖွင့်လို့ရှိရင် SMS fee လို့ပေါ်နေတဲ့လူတွေလည်းကျွန်တော်ရှိမှလာပြီးတော့ service အပ်လို့ရပါပြီကျွန်တော်ရှိကိုလာပြီးတော့ဒီ TikTok ချက်ပေါက်ကပဲဆက်သွယ်တာပဲဖြစ်ဖြစ်ဒီ bio ကပဲဆက်သွယ်တာပဲဖြစ်ဖြစ်လာပြီးတော့ဆက်သွယ်လို့